ပါရှင်ဒီနေ့ဖတ်သွားမှာလဲဆိုတော့အားလုံးပဲစောင့်နေပေးကြပါဦးဗီဒီယိုတော့မဆုံးသေးသူကတတကိုပြနေပြီဓာတ်လေးကပေါ်ရောက်တာနဲ့စကားများပြီးတော့အောက်ကိုဆင်းသွားပါတယ်ရောက်တာနဲ့ဘယ်ကိုသွားမလဲဆိုတာအားလုံးပဲခံမှန်းကြည့်ပါလိုင်းပေါ်မှာလည်းအရင်ကနာမည်ကြီးနေတဲ့ပြတိုက်တစ်ခုပေါ့နော်ဘယ်သူမှမဆိုသွားပဲလေးလာကြတယ်ဒီမှာလမ်းပေါ်ရောက်တာနဲ့ပြောပြပါမယ်အဲ့ဒီပြတိုက်နေပြတိုက်နာမည်ကတော့အာကာသပြတိုက်ပဲဖြစ်ပါတယ်ရှင်တဖြည်းဖြည်းနဲ့တောင်မှပြီးသူရင်နဲ့နီးလာပါပြီဝင်တော့ရောက်တော့ပေါ့နော်အရန်ကိုပျော်ပြီးတော့လက်ညှိုးထိုးပါတယ်ရောက်တာနဲ့ပေါ့နော်အဲ့ဒါနဲ့ပဲဘေးကလည်းကိုွေလိုက်ပါတယ်ရှင်ရောက်တာနဲ့ကိုဆင်းပြီးတော့အကုန်လုံးကတက်တက်ကြွကြွနဲ့သွားကြပါတယ်ရှင်ညီမနှစ်ယောက်ကတော့ထိတ်ဆုံးမှာပေါ့နော်သွားတော့ဆိုင်းကိုမြင်ပါတယ်တနင်္လာနေ့လည်းပိတ်ပါတယ်တဲ့ဒီနေ့ကိုသမီးကအင်္ဂါနေ့လို့ထင်နေရပါအဲ့ဒါနဲ့အမေမြင်တော့ဒီနေ့ကအင်္ဂါနေ့မဟုတ်ဘူးလေတဲ့တနင်္လာနေ့ဆိုပြီးတော့ကြေကွဲသွားရတာပေါ့ကွယ်ဒီနေ့ပိတ်မှန်းတော့မသိဘူးအဲ့ဒါနဲ့လမ်းမှာဖြတ်သွားတဲ့ဦးလေးတယောက်ကိုမေးကြည့်တာဒီနေ့အာကာသပြတိုက်ပိတ်လားဆိုတော့ तू ဟုတ်တယ်လို့ဖြေလိုက်ပါတယ်ဒါပြင်လည်းမပြီးသေးပါဘူးဒီရဲ့ဆိုင်းလေးကိုတစ်ခါလေးကြည့်သွားပါတယ်ဒါလေးကတော့တွန်းကြီးပြသမဲ့အစီအစဉ်လေးရဲ့အချိန်ကြီးပါအဝမေးလေးလာလိုက်ရအောင်တစ်ခါလေးပြလိုက်ပါမယ်foreigner တွေဆိုသူက9000ကျပ်ကိုယူပြီးတော့စနစ်အောက်ကလေးငယ်တွေဆို1000ကျပ်ယူရယ်စနစ်နဲ့အထက်လူကြီးတွေကြတော့1500ယူပြီးတော့ကျောင်းသားတန်ခါရှင်ဒီလရှင်တွေကြတော့900ကျပ်ကိုယူပါတယ်